လူတယောက်ကိုခန္ဓာကိုယ်ဖြတ်ထောက်ထားရင်သူ့ဘလို့တုံ့ပြန်မလဲဒေါသနဲ့ပြန်တိုင်မလားအမုန်းနဲ့ပြန်ကြမ်းမလားဒါမှမဟုတ်မေတ္တာနဲ့ပဲတုံ့ပြန်နိုင်မလားဒီနေ့ပြောပြမယ့်ဇာတ်လမ်းကဒီခံခြင်းဟာအားနည်းမှုမဟုတ်ဘူးဆိုတာတက်တည်ပြထားတဲ့ဇာတ်တော်ပါဟောင်းတစ်ခါကတောလယ်မှာတရားကျင့်နေတဲ့ယဟန်တစ်ပါးရှိတယ်သူ့နာမည်ခန္ဒီဝါရီခန္ဒီဆိုတာဒီခံခြင်းဝါရီဆိုတာအဲ့ဒီတရားကိုဟောကြားသူသူ့ဘဝတစ်ခုလုံးဒီခံခြင်းကိုလက်တွေ့ကျင့်ကြံနေသူဒီနေ့မင်းကြီးတစ်ပါးမိဖုရားများနဲ့တောထဲပျော်ပွဲစားလာတယ်မင်းကြီးမူးလာတယ်အိတ်သွားတယ်မိဖုရားတွေတောထဲချင်းလင်ရင်ခန္ဒီဝါရီကိုတွေ့ကြတယ်သူ့ရဲ့အေးချမ်းတဲ့မျက်နှာတင်းငီငဲ့အတန်မိဖုရားတွေစိတ်ဝင်စားသွားတယ်ဖုန်းတော်ကြီးဘာတရားကျင့်နေလဲခန္ဒီဝါရီအေးဆေးဆေးပြောတယ်ခန္ဒီတရားဒီခံခြင်းတရားကိုကျင့်နေပါတယ်မင်းကြီးနိုးလာတဲ့အခါမိဖုရားတွေမရှိတော့ဘူးဒေါသထွက်သွားတယ်လမ်းလျှောက်လာပြီးခန္ဒီဝါရီကိုမြင်လိုက်တယ်မူးနေသေးတဲ့မင်းကြီးအထင်လွဲသွားတယ်မင်းဘာလုပ်နေရလဲခန္ဒီဝါရီမတုံမလုပ်ပြန်ပြောတယ်ခန္ဒီတရားကျင့်နေပါတယ်မင်းကြီးပိုပြီးဒေါသထွက်လာတယ်ခန္ဒီတရားဟုတ်လားဒါဆိုကြည့်အောင်သူစစ်သားတွေကိုအမိန့်ပေးလိုက်တယ်သူ့ကိုရိုက်ပါခန္ဒီဝါရီရိုက်နှက်ခံရတယ်တွေးထွက်တယ်ဒါပေမဲ့မျက်နှာမပြောင်းဘူးမင်းကြီးမေးတယ်အခုဘာတရားကြည့်နေလဲခန္ဒီတရားမင်းကြီးအကြမ်းတမ်းဆုံးဖြတ်ချက်ချလိုက်တယ်လက်ဖြတ်လိုက်ပါလက်ဖြတ်တယ်ဘာတရားကြည့်နေလဲခန္ဒီတရားခြေဖြတ်တယ်ဘာတရားကြည့်နေလဲခန္ဒီတရားနောက်ဆုံးမှာနာနှာခေါင်းစားသဖြင့်အယမ်းကိုရက်ဆက်စွာပြုမှုခဲ့တယ်ဒါပေမဲ့ခန္ဒီဝါရီရဲ့စိတ်ထဲဒေါသမပေါ်ဘူးမေတ္တာပဲရှိတယ်မင်းကြီးနောက်ဆုံးမှာဒေါသမထွက်ဘူးလားလို့မေးတယ်ခန္ဒီဝါရီအားနည်းသွားတဲ့အသားနဲ့ပြောတယ်ဒေါသထွက်ရင်ကျွန်ုပ်လေ့ကျင့်ခဲ့တဲ့ခန္ဒီတရားပြတ်သွားမယ်မင်းကိုမုန်းရင်ကျွန်ုပ်စိတ်ပြတ်သွားမယ်ကျွန်ုပ်မှာမေတ္တာပဲရှိပါတယ်အဲ့ဒီစကားဟာကောင်းငင်ကိုတုန်လှုပ်စေတယ်နတ်တွေမခံနိုင်တော့ဘူးမြေကြီးကွဲသွားတယ်မင်းကြီးမြေထဲဆုပ်ဝင်သွားတယ်ခန္ဒီဝါရီနောက်ဆုံးအသက်ရှူခြင်းမှာတော့မင်းကြီးကိုမေတ္တာပို့နေခဲ့တယ်ဒီဇတ်တော်မှာဒီခံခြင်းဟာအားနည်းမှုမဟုတ်ဘူးဆိုတာပြထားပါတယ်ဒီခံခြင်းဆိုတာအပြင်းဆုံးစိတ်အားဒေါသပြန်ဖို့လွယ်တယ်ဒီခံဖို့ခတ်တယ်ခန္ဒီဝါရီဟာခန္ဒီပါရမီကိုပြည့်ဝအောင်ပြခဲ့တယ်ဒီနေ့ကျွန်တော်တို့ဘယ်လောက်ဒီခံနိုင်လဲအနှဲငယ်အပြစ်တင်တာနဲ့ဒေါသထွက်သွားမလားဒါမှမဟုတ်စိတ်ကိုထိန်းနိုင်မလား